အားလုံးပဲမင်္ဂလာပါ အားလုံးပဲမင်္ဂလာပါ ဆိုတော့ဒီနေ့ကတော့ကျွန်တော်နဲ့ဒါကိုချမ်းနေပေါ့နော် မင်္ဂလာပါ တော့ဒါအားလုံးသိတဲ့ UK match တွေကတော်တော်များများသိကြပါတယ်ဆိုတော့ဒီနေ့ကကိုချမ်းကျွန်တော်တို့ဒီမှာနယူးယောက်ကိုလာတော့ဟိုကျွန်တော်တွေ့ကြတယ်ပေါ့နော်ဆိုတော့လူရင်းတူရှင်ပေါ့နော်ကိုဆိုရင်ဒါကိုချမ်းကိုတော်တော်များများသိကြတယ်ပေါ့နော်မြန်မာပြည်မှာဟိုအားကစားနဲ့ပတ်သက်သူပြင်ဘောလုံးနဲ့ပတ်သက်ပြီးတော့လူတော်များများကအားပေးကြတယ်ပေါ့နော်ဟိုတော်တော်များများကလည်းအားကြကြတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်2017လောက်ကစကြည့်တော့ဟိုကိုချမ်းကဘာမှမဟုတ်သေးဘူးဗျာဒါမှအဲ့လိုကနေစခဲ့3-4ရောက် live ကနေစခဲ့ရတယ်အခုဒါအခု subscriber အများကြီးပေါ့နော်ဆိုတော့ဒါပေမဲ့အခုကိုဗီဒီယိုတွေလုပ်နေတဲ့ချိန်မှာဥမာဗီဒီယိုတွေလုပ်တာရဲ့နောက်ကမှလူတွေမသိတဲ့အကြောင်းအရာဆိုလို့ကျွန်တော်ဥမာညအေးအေးပြတ်တာရင်တော့လေကျွန်တော်မှတ်မိလားမနဲ့အစောကြီးလေတရားလေးအောင်မှာတစ်ချက်လေးနဲ့သိရမလားနှွေးတယ်လေးနဲ့အဲ့လိုသွားခဲ့ရတဲ့ဘဝကြီးဗျာဆိုတော့အဲ့လိုမျိုးသူများရတယ်မြင်မှာအော်ကိုကအခုဒီမှာဘောလုံးပွဲတွေပတ်ကြည့်တယ်ဟိုသွားတယ်ဒီသွားတယ်အမေရဲ့နောက်ကမှာကိုဟိုလူတွေကိုမပြရတဲ့အခက်အခဲတွေပါရှိလား ရှိတာပေါ့ဘောလုံးမွဲဒါကိုကအရင်ကဘောလုံးဝါသနာပါတယ်ဒါဘောလုံးကြားနေဆိုရင်အလွတ်ရတယ်ဟိုဘောလုံးကြားနေဆိုအရင်နဲ့လည်းအခုပြောဖို့တယ်အခုညီကို3ယောက်ရှိတယ်ဗောလေအငယ်ဆုံးကောင်နဲ့ငယ်တယ်ဆိုတော့ဘောလုံးကြားနေတစ်ခုထွက်ပြီဆိုရင်အခုတို့ကအထူးသဖြင့်ဘောလုံးကြားနေမှာရှိသမျှအကုန်လုံးကိုညီကိုလေးယောက်ကလူဖတ်ကြတဲ့ခါကျခါကျရင်အကူကဘယ်လောက်ထိယူတယ်လဲဆိုရင်စပိန်နဲ့သွားရင်မောင်းတိန်မိန်းလေးဗောလေသွားပြီဆိုရင်ဂျာနယ်ဝယ်လို့ရှိရင်အိမ်ကိုတမ်းမပြန်အောင်နီးစက်ရအမှနိုင်လွန်ကတ်တွေကလမ်းတွေခင်းထားတဲ့လမ်းကြားလေးတွေမှာအကူကစပိန်ကိုပတ်နေတာဘယ်လောက်ထိကျွမ်းလဲဆိုရင်လက်နှစ်ဖက်လွတ်ပြီးတော့ဂျာနယ်ကိုဖတ်တာအိမ်မှာလေရောက်တဲ့ခါမှာညီကိုတွေလူဖတ်မှာဆိုကိုဖတ်ချင်တဲ့2မျက်နှာ3မျက်နှာလောက်ကြိုဖတ်ပြီးတော့မှအိမ်ရောက်တော့မှရောက်ပြီဆိုတော့မှညီကိုတွေကိုဂျာနယ်လေးတွေကိုဖတ်ပြီးသားဟာလေးပေးပြီးတော့ကိုကဆက်ဖတ်တာအဲ့လိုမျိုးပေါ့လေအဲ့လိုပုံစံနဲ့ဘောလုံးယူသွတ်တဲ့ခါကျတော့ငငယ်တွေကဘောလုံးပွဲကိုယူသွတ်တယ်နောက်တစ်ခုကဒီလုတ်တွေမလုတ်ခင်ကတည်းကအကူကဒီဘယ်လိုပြောမလဲဘောလုံးပွဲနဲ့ပတ်သက်လို့ပတ်စံဆိုလဲမနှမျောဘူးအချိန်ဆိုလဲအပင်ပန်းခံနိုင်တယ်ဟိုအခက်ခဲအများကြီးပဲစလုတ်တဲ့ခါမှာလွယ်လွယ်ကူကူဖြစ်ပဲလို့ထင်ထားတာတွေမထင်မှတ်တာတွေအများကြီးရှိတယ်ဒါပေမဲ့ကိုကဝါသနာပါတယ်ဒီဟာကိုအောင်မြင်မယ်မအောင်ဘူးဆိုတာလေကိုဝါသနာကိုလုပ်ရတယ်ဆိုတဲ့အတွက်ကြောင့်မပင်ပန်းတဲ့အခြေအနေတစ်ခုပေါ့လေအဲ့ဒါကတော့ကိုယ့်ရဲ့ motivation လို့ဖြစ်နေတာလေဒါကြီးလို့ရလို့ငါပင်ပန်းတယ်ဆိုတာမရှိဘူးအဲ့တစ်ချက်ကအဓိကတွန်းအားတစ်ခုဖြစ်တယ်ပေါ့လေအဲ့ခက်ခဲတဲ့အားလုံးရဲ့ကြော်လွှားမှုနောက်တစ်ခုကဆက်စချင်းဆိုရင်တော့ဗျာညီပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်အကိုအမြဲပြောတယ်ကို့မှာအလုပ်တစ်ခုရှိရင်ဒီ social media အလုပ်ကိုက part time အနေနဲ့ extraတိုင်းလေးပဲပေးတာဗျာအဲ့ကနေဖြည်းဖြည်းနဲ့မှကိုယ့်ရဲ့ main target ရောက်လာတဲ့အချိန်မှာနှစ်ခုကိုဟန်ချက်ညီလုပ်ရင်းနဲ့မှဖြည်းဖြည်းချင်းပဲကိုယ့်ရဲ့ main job ကို short ပြီးတော့မှဒီဟာကို full time ဖြစ်အောင်လုပ်ရတာဗောလေဒါနှစ်ပေါင်းများစွာလုပ်ရတယ်အခက်ခဲကတော့အများကြီးရှိတယ်ဒါကတော့ပြီးတော့ဒါကတော့ first question နောက်တစ်ခုကမမကြီးရဲ့ဗာလဲအကိုဘာစီလိုနာနဲ့ Man United Champions League ဘောလုံးပွဲဘာလို့လဲပေါင်ဘယ်လောက်ပေးခဲ့တာအဲ့တုန်းကပေါင်900ကျော်ပေးရတယ်အဲ့တော့ဗာလဲဘယ်နှမိနစ်မှစောက်ပြီးတော့အဲ့တုန်းကအကိုရဲ့ very first time ဟုတ်တယ်မလားဟုတ်တယ်နှလုံးပဲကြည့်ခဲ့တယ်2017အဲ့ feeling လေးနည်းနည်းလောက်ပြန်ပြောပြလိုက်ရတာဆိုတော့အဲ့နေ့ကအကိုကအဲ့ Wembley ဘောလုံးကွင်းသားမှာအလုပ်လုပ်တယ်သူတို့က Wembley ကွင်းသားမှာဘာရောက်တပေါင်းဆိုတာရှိတယ်ဗျအကိုတို့ခေါ်တော့69ပြပါဗျ99 B short ဆိုတာရှိတယ်အဲ့ဆိုင်မှာကိုက stationery နဲ့ twice မှာအလုပ်လုပ်တော့ကိုဘောလုံးကွင်းဘေးကနေကိုဆိုင်ဘေးကနေ Wembley ကွင်းကိုလမ်းလျှောက်သွားကြဗျာသူပြင် domestic final တွေဗျ FA Cup တို့ဘာလို့သွားလို့ရှင်ရင်ပေးသက်တွေသွားတဲ့ခါမှာအရန်အားကြတာတလားတနေ့ငါတစ်ချိန်ချင်းဒီကွင်းကြီးမှာငါကြည့်ဘူးချင်တယ်ပေါ့ဒါပေမဲ့ဈေးကလည်းမြောက်တယ်လေဘောလုံးပေးသက်တယောက်အနေနဲ့ဆိုမတက်နိုင်ဘူးအဲ့မှာ2017ရောက်တော့ဘာဆိုနာချန်ပီယံလိဖိုင်နယ်တက်လာတယ်ကျွန်တော်မက်ဆီကလည်းကြိုက်တဲ့သူလည်းဖြစ်တယ်နောက်အဲ့ချန်ပီယံလိဖိုင်နယ်ကိုဘာဆိုနာတက်လာတဲ့အချိန်မှာကျွန်တော်တောက်ကြနေမှာအဲ့တော့ကကျွန်တော်တရုတ်ဆိုင်မှာလည်းလုပ်တယ်အဲ့တော့ကဒီဘားမှာလုပ်တယ်ဗျာလုပ်တော့တရုတ်ဆိုင်နားမှာလုပ်ရင်းနဲ့အဲ့နားမှာ Hyper ဆိုတဲ့ corner မှာအဲ့ချန်ပီယံလိ trophy တွေပဲပြပြီးတော့ကျွန်တော်တို့ festival လုပ်ရင်းနဲ့မှာသဘောကျရင်းနဲ့မှာငါတော့သွားမယ်ကွာဆိုပြီးစနေနေ့ကိုကျွန်တော်တို့ manager ကိုဖျားတယ်ဆိုပြီးပြောပြီးတော့ကျွန်တော်ကတကူးတကအင်းနဲ့ထွက်သွားတာအဲ့နေ့ကလည်းထုံးစံတိုင်းပေါ့လေကြီးဖို့အစီအစဉ်မရှိဘူးဒါပေမဲ့ Justin ကငါကြီးခဲ့ရင်ဆိုပြီးတော့ကျွန်တော်မှာပတ်စံ cash က900ကျော်600လောက်ရှိတယ်ဒါပေမဲ့ဘဏ်ကလည်းယူသွားတာယူပြီးတော့မှတွားကြည့်ဖို့လုပ်နေရင်တလန်ထဲမှာဈေးကအဆမတန်တောင်းတယ်ပွဲမစခင်မှာ1500 2000တွေတောင်းတော့ဗျာဈေးကြီးတာပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်လည်းနိုင်ဂျီးရီးယားတယောက်ကသူကလည်းနိုင်ဂျီးရီးယားဘာဆိုနာဝတ်ထားတဲ့အင်ဂျီယာငါတို့နှစ်ယောက်ဝယ်အောင်လုပ်တဲ့အခါကျတော့မေးတော့အဲ့မှာကျွန်တော်တို့ကဗျာဘလုံးကွင်းရှိမှာဘလုံးလက်ပွဲလက်မှတ်ရောင်းရင်သူက illegal criminal ကျူးလွန်နေပေါ့ဗျာဆိုတော့လက်မှတ်ရောင်းတဲ့ကောင်တွေကလည်းကျွန်တော်တို့နောက်ကိုခေါ်ရတာခေါ်ပြီးတော့ရောင်းမယ်ဈေးတွေကပြောတာပေါ့ဗျာပွဲမစခင်နဲ့ဈေးတွေတစ်မျိုးအဲ့မှာစပိန်လင်များနဲ့ပြောတယ်ငါတို့ဝယ်လိုက်ပြီတဲ့ပွဲမစခင်နေသူတို့9မိနစ်လို့မှာသူတို့ကတော့1300ပေးရတယ်ဆိုပြီးသူတို့နှစ်ယောက်ဝင်သွားတော့တယောက်1300နဲ့ပေါင်2600ကျတယ်အဲ့မှာအကူကတော့ဈေးကြီးတယ်ပေါ့ကွာအဲ့နဲ့အဖြူကောင်တကောင်ကျွန်တော်လာမေးတာဝင်မလားဆိုတော့ငါတို့မှာလို့2ယောက်ကို2000တော့မရှိဘူးလို့2000ရရင်ရောင်းမယ်ဆိုပြောတော့အဲ့ရှင်ကပွဲစပြီအဲ့နဲ့ဒီကောင်နဲ့ညှိနဲ့သူကငါ
ငါတို့မှနှစ်ယောက်ကို1500ပဲရှိတယ်မင်းတို့ယူရင်ယူမယူတော့ငါတို့မကြည့်တော့ဘူးဆိုတော့ okay 1500ပေးဆိုတော့ ਨੇ ကို့မှာရှိတဲ့ပတ်စံနဲ့ cash ပတ်ထုတ်ရသေးတယ်ပြီးတော့2ယောက်သားဝင်သွားအဲ့ချိန်ကဝင်တဲ့ချိန်မှာ petrol ကကိုသွင်းပြီးသွားပြီ petrol ကိုသွင်းပြီးအဲ့မှာကွင်းကိုအသေးလဲပြေးရတာနော်အထက်ရောက်တော့ petrol ကိုသွင်းပြီးသွားတဲ့အချိန်ကျမှထိုင်ချတိတ်မကြောက်လေကြည့်နေတာလည်း Rooney ပြန်ချေသွား1-1ဖြစ်သွားတာလေအဲ့တော့ဆိုလေပထမပိုင်းတော့တေချာမကြည့်လိုက်ရအောင်ကွင်းကိုရောက်ဖို့နဲ့ကိုခုံရှာဖို့လေ first time experience လည်းဖြစ်တယ် final လို့ champion league လို့ final မျိုးဖြစ်တော့ဗျာရင်ခုန်စရာလည်းကောင်းတယ်ဂျာဘီဖန်တေးလည်းလုံးဆိုကျွန်တော် TV ရပဲပြန်ကြည့်ရတယ် screen မှာပြောပါအဲ့ဒါကတော့ဒါပထမဆုံးအတွေ့အကြုံပေါ့လေ ပြီးတော့နောက်တစ်ခုကပေါ့နော်ခုဆိုရင်အကိုနဲ့ကျွန်တော်နဲ့ဆိုရင်ဒါ Arsenal fan ချင်းလည်းတွေ့အောင်ကျွန်တော်တို့နှစ်ယောက်ကဒါအတင်းအားပေးရချင်းလည်းတူတယ်ပြီးတော့မမရအကိုနဲ့ကျွန်တော်နဲ့ဆိုရင်ဟိုဘယ်လိုပြောမလဲအတင်းရဲ့ကာလာပိုင်းခြားတစ်ခုအကိုဆိုရင်အကိုအစပြီးတော့ဒီ94 World Cup right အဲ့မှာဘောလုံးစပွဲရပေးတဲ့အချိန်နဲ့ကျွန်တော် Premier League စပြီးတော့ဟိုဖြစ်လာတဲ့အချိန်ကဆိုရင် Arsenal ကနည်းနည်းအခြေအနေကောင်းတယ်မနော်ကျွန်တော်စအားပေးတဲ့အချိန်မှာကျတော့ခုနကျွန်တော်ပြော2005-2006ကျွန်တော် Arsenal downfall မှာစအားပေးခဲ့တာအဲ့ချိန်ကိုကြော်ပြီးတော့အရင်တော့အမှတ်မိလားကျွန်တော်ကိုပြောအမှတ်မိတယ်နိုင်မယ်ဆိုရဲပွဲလည်းမနိုင်ဘူးမနိုင်ဘူးဆိုရဲလည်းပွဲလည်းမနိုင်အဲ့ညမောင်ထဲမှာဒီလည်းဆိုပွဲလည်းမနိုင်ဘူးမောင်ထဲမှာလုပ်တဲ့ဗီဒီယိုလားအတင်းကကျွန်တော်တို့ပတ်စင်ပတိုင်း week out ဒုက္ခပေးနေတယ်ဟုတ်တယ်နော်အဲ့ချိန်နေရတယ်အခုကျွန်တော်ဒီ season မှာမျောလင်းချက်ကအမြင့်ဆုံးပဲဗျာမှန်တိုင်းပြောရင်ဘာလို့လဲဆိုတော့ကျွန်တော်လိုချင်တယ်ဆိုတော့လိုနေရဆိုရဲ position တွေအကုန်လုံးလည်းရပြီးသွားပြီဟိုတပတ်တစ်ခါဒဏ်ရာရတာတော့ကဏ္ဍပေါ့နော်ဆိုတော့အခုရဒီမှာကိုယ့်ရဲ့ expectation ဘယ်လိုရှိမလဲဆိုတော့ honestly အကိုတို့ကအောင်မြင်တဲ့ကာလကိုဖြတ်သန်းခဲ့ပြီးလို့ဆိုတော့အကိုတို့ပြည်သက်တကြောက်ကြတော့သူကအရင်တော့အောင်မြင်တာတွေကမြင်မှုတယ်လေမြင်မှုတဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲဆိုတော့ကြာရှုံးတဲ့အခါမှာအကိုတို့ကခံနိုင်တယ်ဆိုတော့ညီတို့ကြတော့ different လေစထွက်ကြတဲ့အရှုံးကြီးပဲဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပြည်သက်တကြောက်ကအောင်မြင်မှုကိုမမြင်မှုတဲ့ခါကျတော့ဟိုပြိုင်ဘက်တွေကကိုတွေကိုကဲ့ရတာဘာညာတဲ့မှာကြောင့်ခံနိုင်တဲ့အပိုင်းမှာအကိုတို့နဲ့တော့မတူဘူးပေါ့လေအကိုတို့ကြောင့်လည်းဟိုဖြစ်သွားငြိမ်သွားပြီဗျာငါတို့ရင်တော့လည်းဖလားရဘူးသားပဲဆိုတဲ့အခြေအနေမျိုးဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ဟိုပြီးခဲ့တစ်နှစ်နဲ့တစ်နှစ်ကြားမှာပေါ့လေအခုမှတ်မရ20နဲ့23အခုတို့စပြီးတော့ဇယားထိကိုစရောက်တဲ့အချိန်မှာ American Texas ကငယ်ချင်းတယောက်ရှိတယ်သူဆိုရင်တကူက Arsenal Champion ဖြစ်ဆိုအပိုင်လာပြီးတော့ပိုင်ပြီဆိုပြီးတော့သူက Highbury Incident မှာသူက Airbnb ပဲတလာလုံးဒီပါငှားပြီးတော့ဖလားရအောင်ပွဲခံမယ်ဆိုပြီးကျွန်တော်တို့လောက်ကြအဲ့မှာသူရောက်လာပြီးတဲ့ဇက်တိုက်ရှုံးတာရှုံးပြီးတော့ကျွန်တော်တို့ Champion လမ်းကြောင်းသေသွားတယ်ညစ်တွန်းပြီးတော့ကျွန်တော်ဥရောပတစ်ပတ်ပြန်ပြီးတော့ပြန်သွားတာပေါ့အဲ့ကနေစပြီးတော့ဒါအခု DRD ဟာဒါဘယ်လိုပြောမလဲဆိုယုံကြည်မှုက different ဗျဟာဒီတယောက်နိုင်ရဝိုင်းရင်အရင်တော့ဆာကာတန်ရဝိုင်းအိုဒီကတန်ရဝိုင်းကျွန်တော်တို့မှာတောကတွေဖြစ်နေတာအာဖရိကခြေစပွဲသွားဆိုရင် Thomas Partey injury ဖြစ်မှာဖျားတာနေတာအမြဲတမ်းအဲ့လိုအခြေအနေကနေအခုကအမှန်တမ်းပြောရင်လေဘယ်ကောင် injury ဖြစ်ဂူးမဆိုင်ပါဘူးတရားရောက်ရှိပါတယ်ဆိုတဲ့ခံစားမှုမျိုးဘာလဲဆိုတော့ Manchester City 3-5နှစ်6နှစ်တွင်မှာရရှိခဲ့တဲ့ squad ပုံစံမျိုးကျွန်တော်တို့ရှိမှရရှိတဲ့အဲ့ခံစားမှုနဲ့ secure ကအရန်သိတာအဲ့ကြောင့်မို့ကျွန်တော်တို့ကဘလုံးပွဲတစ်ပွဲကိုအနိုင်ရဖို့အတွက်ယုံကြည်မှုကလည်းအများကြီးပြောင်းသွားတယ်ဆိုတော့ပေးသက်ရောကစားမားတွေရောအဲ့ဒါလေကစားမားတွေရဲ့ယုံကြည်မှုပေါ့လေစိတ်ပိုင်းဆိုင်မှာအများကြီးသိတာတယ်ဒီတယောက်နာဝိုင်းငါတို့အတွက်တိုင်ပတ်ပြီဆိုတဲ့ PR နဲ့ခံရတာနဲ့သူရှိပါတယ်ဆိုတဲ့အခြေအနေမတူတော့ဘူးဆိုတော့ DRD က expectation ကတော့ဒါအမှန်တိုင်းပြောတော့ကျွန်တော်တို့ကတော့trophy အကြီးတွေပဲလိုချင်တာဗျာဒါ Premier League နဲ့ Champion League ဘယ်စူပလာပဲဖြစ်ဖြစ်ပါအဲ့နှစ်ခုတည်းတစ်ခုခုကတော့ expectation ကတော့ DRD မှာတော့ဒါအကောင်းဆုံးမျှော်လင့်ထားတာပေါ့လေနှစ်ခုတည်းကတစ်ခုယူရမယ်ဆိုတော့ဘယ်လို Champion League ပေါ့ဗျာအမြဲတမ်းနှိမ်ခံနေရတာ Champion League ကအမြဲတမ်းကိုနှိမ်ခံနေရတာနှိမ်ခံတယ်ဆိုတော့လေကိုမမရတာမရတော့လဲနှိမ်ခံရတာတော့ဒါအမှန်တရားပဲလက်ခံပါပဲဒါပေမဲ့လေ Premier League ဗျာကျွန်တော်တို့ကိုယ်တိုင်လည်းယာဘူးတယ်ဗျာအမှန်တိုင်းပြောကျွန်တော် Premier League မှာဒါကျွန်တော်တို့စူပလာလည်းကျွန်တော်တို့ရခဲ့ပြီ Premier League ဆို3လုံးဗျာအမှတ်ပေး Champion က10ချိန်73ချိန်တော့ကျွန်တော်ရတာဆိုတော့ကျွန်တော်တို့အတွက်ကအမှတ်ပေး Champion မရလို့လည်းအရင်မစိုးရင်ကျွန်တော်တို့တက်တရနေရာမှာရှိနေတော့မယ်ဒါပေမဲ့ Champion League ဖလားမှာ European ရဲ့ elite level ကိုမရောက်သေးဘူးဗျာအဲ့မှာအမြဲတမ်းဒီကောင်တွေအချိန်တိုင်းရှုံးမှာပါပဲဆိုတော့ဝေဖန်တန်တွေကိုကျွန်တော်တို့ကရက်တန့်ကျင်အားကြောင့် Champion League ဖလားကိုပို့ပြီးတော့မျှော်လင့်တာဟုတ်ဒါနောက်ဆုံးမတိုင်ခင်နောက်တဲ့မိကွန်းတစ်ခုပါနှစ်ခုလည်းကျန်တော့ဆိုတော့နောက်ဆုံးအဲ့တစ်ခုကအခုကျတော့ကျွန်တော်အရင်ခေတ်နဲ့အခုခေတ်နဲ့ဘောလုံးပွဲကြည့်ရတဲ့ feeling ရောဘောလုံးပွဲရဲ့အဲ့လို atmosphere ပေးနိုင်တဲ့ entertainment တွေအရန်ကွာသွားပြီပေါ့နော်အမှန်တိုင်းပြောရရင်ပေါ့နော်ဟိုနောက်တစ်ခုကဘောလုံးလောကမှာအဲ့လို business ဆန်တွေဖြစ်လာတာဥပမာ Newcastle တို့ဘာလို့လဲပေါ့ဘယ်လို Man City တို့ PSG တို့ဒီရေနံလောင်းတဲ့ဟာတွေရောပြီးတော့နောက်တစ်ခုကဒီဈေးကွက်ပောက်ကွဲတဲ့ဟာတွေပေါ့နော်ဆိုတော့ကစားသမားတွေကမတန်တဆတွေဖြစ်လာတယ်ဟိုတည်မလားတန်းရာချီခုနကဟိုတကယ်တယောက်ပြောသွားတယ်မျိုးပေါ့အဲ့လိုတွေဖြစ်လာတာအဲ့ဒါအပေါ်ရောကိုဘယ်လိုမြင်လဲဘောလုံးပွဲတွေကအရင်အထက်တချို့ကပြောကြဘောလုံးပွဲတွေကအရင်လောက်ခံစားမှုရတာမပေးနိုင်တော့ဘူးဒါပေမဲ့တစ်ဖက်မှာကြောက်တယ်တချို့ဥမာပြီးခဲ့တဲ့ဟိုကမ္ဘာဖလားဖိုင်နယ်လို့ပွဲကောင်းနေရလဲရှိနေတယ်မှာအဲ့ပေါ်ကြောကိုဘယ်လိုမြင်လဲအဓိကဘယ်လိုပြောမလဲဆိုတော့
ဒီငွေကြေးပိုင်းဖောင်းပွားတာလည်းပါတယ်ဗျကဘာမှာကတည်းကနိုင်ငံတိုင်းမှာစီးပွားရေးကသူ့အတူခက်ခဲဒုက္ခဖြစ်လာတဲ့အခါကျွန်တော်တို့ပြောလို့ပေါ့လေအရင်တော့ကျွန်တော်တို့ပစ္စည်းတစ်ခုကိုဒါဒေါ်လာ3-5ဒေါ်လာ3-5ပေါင်နဲ့ရနေရတယ်အခုချိန်မှာ10ပေါင်10ပေါင်ရှိတော့အစားဆိုင်ရာဈေးတက်လာတဲ့အခါလည်းပါတယ်ဆိုတော့အရင်တော့ခရစ္စတီယာနိုရိုနယ်ဒိုကိုတန်း80နဲ့ကမ္ဘာအကောင်းဆုံးဘုံသမားတစ်ယောက်ကိုရနိုင်တဲ့အချိန်မှာအခုမှတန်း80နဲ့တာမန် average ကစားမ player ပေါ့လေ maybe နည်းနည်းလေးပိုကောင်းတဲ့ decent player လောက်ကိုတော့ပေးရတဲ့ kit ဖြစ်တဲ့ကြောင့် market ကတော့ပြောင်းသွားပြီပေါ့လေဒါပေမဲ့ကျွန်တော်တို့အရင်တော့အဓိကတော့ဘလုံးလောကမှာ VR ပါတဲ့အပိုင်းမှာဒါ VR ဝင်လာတဲ့အခါမှာကျွန်တော်တို့ကဒီနီးပညာအကူအညီဟာကောင်းကောင်းအသုံးမချနိုင်တဲ့အခြေအနေကိုတော်တော်လေးစိတ်ညစ်တာဥပမာ World Cup ကိုသွားလို့ရှိရင် conversion နဲတယ်maybe 2022ကမ္ဘာဖလားမှာအခုဂျပန်ကစပိန်ကိုသွင်းသွားတဲ့လုံးကစီးကြော်ကောင်းလဲကြော်နိုင်တယ်အဲ့လို conversion ကလွဲရင်တုံရှားတယ်ဒါပေမဲ့ကျွန်တော်တို့ week in week out ကြည့်နေတဲ့ league ပွဲစဉ်တွေမှာအများတန်းဖြစ်နေတဲ့အခါကျတော့အဲ့ဒါကြီးတွေနီးပညာအကူအညီတွေကိုလည်းသဘောမကျဘူးနောက်တစ်ခုကဘောလုံးကအရန်ကြီး freedom မရှိတော့ဘူးသမလား line breaking တွေ line တွေကြားကနေ tactic တွေအဲ့လိုပြ system ကြီးတစ်ခုတည်းကိုတွားနေပြဥပမာဘောလုံးသမားတယောက်အရင်တုန်းကလိုကစားမ4ယောက်5ယောက်ကိုကြော်ပြီးတော့လိန်ခောက်ပြီးဂိုးသွင်းနေဆိုတော့ကျွန်တော်တို့ဒီခေတ်မှာဂိုး100မှာတကူမရှိတော့ဘူးအဲ့ဒါမျိုးတွေမရှိတော့ဘူးဗျဆိုတော့အဲ့ဒါကတော့ enjoy ဖြစ်မဲ့ပိုင်းကျွန်တော်ငယ်တုန်းကနေမတူတော့ဘူးဗျအဲ့ပိုင်းကအရင်ကွာသွားတယ်ဒါပေမဲ့လည်းသူခေတ်သူခါအပြောင်းလဲကတော့အပြောင်းလဲကိုလိုက်ပြီးတော့ကျွန်တော်လိုက်ပြီးတော့ကြည့်ရတာဖြစ်တဲ့ကြောင့် enjoy ရတော့ဘောလုံးပွဲတော့ဘောလုံးပေးတဲ့တယောက်နေတော့ enjoy ဖြစ်နေတော့မို့လေဒါပေမဲ့အရင်လောက်တော့ဒါအရင်လုံးဘောလုံးပွဲကိုတက်မတ်ကြီးဒါဘယ်လိုပြောမလဲဘောလုံးပွဲမတိုင်ခင်မှာဘာမှမဆိုဖြစ်သွားနိုင်နေဆိုတဲ့အခြေအနေမျိုးတွေတော့မရှိတော့ဘူးဗျအခုခေတ်ကအရင် predict ဖြစ်လွန်နေသလားဒီချိန်မှာနိုင်သွားမှာပဲဘာလို့ဆိုတကိုးရရင်ဘလို့ချိန်နေမျိုးနဲ့သွားပြီးအနိုင်ကိုထိန်းသွားမယ်အရင်တော့ဆိုသလား3ဂိုးသွင်းလဲဖွင့်ကန်နေတော့မယ်4ဂိုးသွင်းလဲဖွင့်ကန်နေမယ်ဒီလိုမျိုးတွေမရှိတော့ဘူးဆိုတော့ entertainment ကွာသွားတယ်ဒါပေမဲ့ဘောလုံးကဘောလုံးပဲ enjoy ဖြစ်နေတော့မို့လေအဲ့ပေါ့ခုကတော့ဒါနောက်ဆုံးတစ်ခုပေါ့နော်ကိုပြောတော့လည်းဟုတ်တယ်ဆိုတော့ကိုနဲ့ကျွန်တော်နဲ့မာနောက်ထပ်တူတဲ့အချက်ကကျွန်တော်တို့ညောင်လုံးကဒီမက်ဆီကိုကြည့်ရင်လည်းကျွန်တော်ဆိုမက်ဆီကိုကြည့်ပြီးတော့ဘယ်လိုကျွန်တော်ရဲ့ teenage တစ်ခုလုံး grow up ဖြစ်လာတာဗျာဆိုတော့မမရကျွန်တော်နောက်ဆုံးခု Red Bull နဲ့ Miami နဲ့ပွဲဆိုရင်ကျွန်တော်မက်ဆီကိုလိုမျိုး face to face မြင်ရတယ်မက်ဆီက wave လုပ်သွားတယ်ပြီးတော့ Messi World Cup ရတာကိုကျွန်တော်မြင်ရတယ်အဲ့ moment ကဗျာရှင်းပြောရရင်ကျွန်တော်တို့ကဒါမှန်တယ်ကဘာကျော်မင်းသမီးတယောက်နဲ့တွဲရတဲ့ feeling ထက်ကိုအရင်မိုက်တဲ့ feeling ကကျွန်တော်အတွက်ဆိုရင်အဲ့ Messi wave သွားတဲ့အချိန်ကလို့ဘာပြောကျွန်တော်3စက္ကန့်လောက်လို့ညင်သွားဒီလိုကြီးမြင်ရတာဗျာဒီလိုလုပ်ရမလားအခုဆိုရင်ကျွန်တော်အဲ့တော့ကဘာဖလားမရသေးဘူး Messi ကအဲ့ one last dance ဗျာကာတာမှာတွက်ကြည့်ရယ်မွန်ချီရဲ့ penalty ကန်လိုက်တဲ့ moment ကိုဗီဒီယိုထဲမှာတွေ့လိုက်အဲ့မွန်ချီရဲ့ penalty ဝင်သွားတဲ့ moment မှာကိုပြန်ဘလို့ခံစားရဆိုတော့ကျွန်တော်အဲ့မှာကမ္ဘာဖလားသွားတဲ့ခါမှာ2ဂိုးဖြစ်ကြရဗျာအာဂျင်တီးနား2ဂိုးဖြစ်တဲ့အချိန်တွေကကိုယ်ဘောလုံးမသိမကြည့်ဖြစ်ဘူးအဲ့နိုင်လက်တောင်ပဲကြည့်နေတာဗျာဘယ်တော့ပွဲပြီးမလဲဆိုတော့ဗျာစက္ကန့်တိုင်းတစ်ချိန်စက္ကန့် movement ကိုတောက်လျှောက်ကြည့်နေပြီးတော့အမှန်တိုင်းပြန်ပြင်သစ် attack လုပ်တဲ့အပိုင်းထက်စက္ကန့်ပိုင်းကိုပဲကြည့်နေအဲ့ချိန်မှာပြင်သစ်2ဂိုးသွင်းလိုက်တဲ့အချိန်မှာအမှန်တိုင်းတော်တော်များများဟာလုံးဝစိတ်တကြတယ်အခုကိုယ်တိုင်လည်းသွားပြီးလို့ဒါငါတို့နောက်ဆုံးချက်အောင်မှဒီချိန်နဲ့အချိန်နဲ့မကောင်းပါလားဗောလေဆိုတော့အဲ့ကနေအဲ့မှာကြည့်နေမှာပနယ်တီရောက်တဲ့အခါမှာဒီLeandro Paredes ကတတိယကိုသွင်းလိုက်တဲ့အချိန်မှာငါတို့နိုင်မှုတေချာသွားပြီဆိုတဲ့အခြေအနေပေါ့လေအဲ့ဒီအချိန်မှာကျွန်တော်ကအမှန်တမ်းပြောရင်ကျွန်တော်တင်ငယ်ချင်းကကျွန်တော်ဘေးမှာရှိတယ်ဗျဒီကောင်တွေရှိတယ်ပထမပိုင်းတော့ကျွန်တော်4ကျကငါတို့2ဂိုးပြတ်နိုင်တယ်ပါညာတယ်ဒုတိယပိုင်းကျတော့အီးတောင်မပေါက်နိုင်အောင်အဲ့ကနေနောက်ဆုံးဒီကောင်ဂိုးသွင်းသွားတဲ့အချိန်မှာဘာဖြစ်မှန်းမသိဘူးဗျသားကျွန်တော်ပေါ်မှာလည်းလူတွေကပုံပြီးတော့ဟိုလူဆွဲဒီလူဆွဲဒီကြားထဲမှာကျွန်တော်ကိုယ်တိုင်လည်းကင်မရာနဲ့ကန်ရတော့အမအာဂျီနာပေးတဲ့တချို့ခေါင်းတွေတော့ပြောပြသေးတယ်။မလဲလူများအင်ကြီးပေါ်မှာနှချီးသွားတုတ်တယ်လို့ဘာလို့လဲရီးတယ်လေအောင်ပွဲခံတဲ့ဟာရှိတယ်။အဲ့မှာအဲ့ moment ကဗျာဘာနဲ့မှမလဲနိုင်ဘူးကျွန်တော်တို့ကြည့်ရတဲ့နေရာနဲ့ဝေးတယ်ဗျာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီ moment တစ်ခုမှာငါတမိုင်းဝင်သူ့ရဲ့နေ့ပေါ့လေတနေ့မှာငါပါဝင်ပတ်သက်လိုက်ရတယ်ဘယ်ပိုင်းပဲဖြစ်ဖြစ် one piece ပဲဖြစ်ဖြစ်အပိုင်းလေးတစ်နေရာမှာငါပါဝင်ခဲ့ရတယ်ဆိုတဲ့အိမ်မက်ကျွန်တော်အမြဲတမ်းဗျာဂိုယူတာနဲ့ဝတ်တဲ့အင်ကြီးတစ်ထည်ရှိတာအာဂျင်တီးနားအပေါ်က jacket အပြာလေးဗျာမိုးပြအောင်လေးအဲ့ဒါကကျွန်တော်လူစေးကွင်းမှာဘိုလီဝဲပြီးချန်ပီယံဖြစ်ပြီးမှဝယ်တဲ့အင်ကြီးဗျာအဲ့အင်ကြီးဆိုကျွန်တော်တိတ်တန်ဖိုးထားတာအမြဲတမ်းကျွန်တော်ဝတ်တယ်အမြဲတမ်းဝတ်တယ်အဲ့ကွင်းမှာဝတ်ထားတဲ့ကျွန်တော်မာရာဒိုနာအင်ကြီးနဲ့မက်ဆီအင်ကြီးမာရာဒိုနာအင်ကြီးလေးတွေမက်ဆီအုပ်ထုပ်လေးကျွန်တော်အကုန်သိမ်းထားတာဆိုတော့အဲ့ဒါကကျွန်တော်ဘယ်လိုပြောမလဲ once a lifetime ဗျာပေးရတဲ့ပတ်စံအမောင်ရောဒါပေမဲ့ကိုယ့်ဘဝမှာ complete ဖြစ်သွားတယ်ဗျာနောက်ဆုံးဗျာဘာဖလားမှမရခဲ့လေကျွန်တော်အဲ့လောက်ထိတိတ်ပြီးခေါင်းနဲ့မရှိတော့ဘူးဒါဟာအားလုံးကိုပြည့်စုံသွားတယ်ဆိုခံစားရတယ်ဗျာနောက်ဆုံးရှင်းလေးကြိုက်တာကုန်ဖြစ်သွားနောက်ဆုံးဒီမက်ဆီဖလားရလို့မင်းအသက်တည်းက20 short ယူမယ်ဆိုလဲပေးမယ်ဆိုပဲအဲ့လိုမျိုးတော့စဉ်းစားခဲ့တာငါအသက်နေတာမဟုတ်တာကျွန်တော်တို့အဲ့လိုမျိုးယူတော့ဗျာဘာမဆိုဖြစ်သွားခြင်းနဲ့တခါကျရင်တချို့သူ injury ဖြစ်သွားတဲ့အချိန်မှာအဲ့ hamstring ငါ့ကိုပေးလိုက်သူမင်းငါအကောင်စား hamstring ယူလိုက်မဖြစ်တဲ့ hamstring ယူလိုက်ဆိုတဲ့ပုံစံမျိုးအဲ့လောက်ထိကျွန်တော်ယူတော့ဘာပဲဖြစ်ဖြစ်ဒါတမိုင်းဝင်တဲ့နေ့မှာ
မြဝါထင်ကြီးခဲ့ရတယ်အခုဆိုဗျအမြဲတပြောရတယ် greatest ever final ပဲဗျာအဲ့အတွက်ကျွန်တော်အမြဲတမ်းဂုဏ်ယူရတယ် ဆိုတော့ဒါအခုဒါကျွန်တော်နဲ့ကိုချန်နဲ့ဒီ New York ရောက်တော့ဗောနော်ကျွန်တော်နှစ်ယောက်ဒါပထမဆုံး first time လုပ်ပြတော့ကျွန်တော်လွန်ခဲ့တဲ့2001နော်21တော့ဟုတ်တယ် ဖုန်းကြီးပြောခဲ့ ဟုတ်တယ်21တုန်းကကျွန်တော်နှစ်ယောက်ကအဲ့လို pocket အစီအစဉ်လုပ်ဖို့ရှိသေးတယ်ဗျအကြောင်းကြောင့်ဗျာကျွန်တော်အခြေအနေကြောင့်နိုင်ငံရဲ့အခြေအနေကြောင့်ကျွန်တော်တို့ pocket မလုပ်ဖြစ်ပဲနဲ့နောက်4နှစ်အကြာပေါ့လေ4နှစ်အကြာမှာ New York မြို့မှာမထင်မှတ်ပဲနဲ့ pocket ပြန်လောက်တာဘယ်သူကထင်နိုင်မှာလဲ4နှစ်အကြာပါနော် ဟုတ်တယ်နော်ပြန်ကြပြီဆိုတော့ဟို New York ကိုလာလေလို့ကျေးဇူးတင်ပါတယ် အခုလိုမျိုးလာရောက်ပြုစုပေးတဲ့ဒါနေရာစုံမှာလိုက်ပို့ပေးတဲ့ဒီကဘောလုံးချစ်ညီကိုပေးတဲ့အားလုံးပေါ့လေဒါကျွန်တော်ဒါတခြားပြည်တကူးတကလာပြီးတော့အခန့်နဲ့ကျွေးမွေးတယ်ပြီးတော့အားလုံးကူညီပေးတဲ့လိုက်ပြီးတော့လမ်းပြပေးတဲ့အားလုံးညီကိုတွေပေးတဲ့အားလုံးအထူးပဲကျေးဇူးတင်တယ်နောက်2026ကမ္ဘာဖလားမှာပြန်တွေ့အောင်မယ်နော် ပြန်တွေ့အောင်ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ် အားလုံးကျေးဇူး